ယောက်ကိုအင်းကြီးတဲ့စီတည်ရင်ဒီအောင်ရှာဖြစ်ပါတယ် ကိုယ့်ရဲ့ပြတ်တဲ့စီကကိုကလေဘယ်တော့မှတော့မယူချင်ဘူးဆက်လူဘက်ကနေပေးချင်တာပေါ့နော် ကျွန်တော်နောက်ကျင်တာမဟုတ်ကျွန်တော်ကိုအဲ့တော့ဒီနေ့ရောက်မဲ့ channel ကိုကျွန်တော်ကိုယ်စံနဲ့ပို့ပြီးတော့ပြတ်တဲ့တွေကိုကျေပေါ်ဝေးပြီး ဒီနေ့တော့စဉ်းစားမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ jacket ကိုဟိုရောင်းရမှာဆိုတော့ဝယ်များဝယ်ကြပါပေါ့အဲ့အမှတခုတခြားတစ်မျိုးတော့ပြောင်းပြီးစဉ်းစား ဒီလိုလောက်လိုက်တာဟုတ်ပါဘူးဘာတွေးတဲ့ဒီစီကနေဖတ်တယ်ဒီလိုလေးလာဆွဲရတယ်ဟုတ်ပါဘူးအဲ့တော့ဟိုအားလုံးလည်းဟိုလည်းချက်ကြလည်းကောင်းအောင်ဟိုတွေးတဲ့ဒီလိုလောက်လည်းကိုရပြန်ဝယ်ပြီးတော့ဟိုအဲ့တော့3လောင်းတယ်ဒီထက်လိုက်ကိုကကိုစီးပေးလိုက်တယ်ကိုကဝယ်လိုက်ဒီချိုးနေလိုက်ဒီတက်ဝယ်ပြီးဒီလေပါလာပြီးတော့ချက်ထဲမှာရှိတဲ့တွေးတဲ့တွေကဘယ်နဲ့ကိုမကိုရပြီးပြီးတော့အဲ့အပြင်မှန်းတဲ့လူပြီးလိုက်အဲ့ဒါကောင်းကောင်းအားလုံးရှုံးသွားမယ်ဟုတ်ပါပြီဝေးတော့မရှိဘူးအကုန်ကြောက်ပါအကုန်တို့တင်ကားတဲ့ပြန်ပေးရမယ်ဒါပေမဲ့တော့ပြိတ္တကိုကြည့်လိုက်တော့ပြတော့မယ်ဘာလို့ပြိတ္တအနေနဲ့ရှိမယ်ဆိုတော့တို့မဝယ်ဘူးတာတို့ကသွားပြီးတယ်အဲ့တော့တို့ကလက်ဆောင်အိတ်စီကထားရပါမယ်တော့မနေ့ expectation တောင်မဟုတ်ဘူးရပါလားလို့ထင်နေတာအဲ့တော့တို့အိတ်စီတော့ပြန်ပေးရတယ်ပြလိုက်မယ်ဒါပေမဲ့တရားပြောတော့တို့ယူရမယ်အဲ့ဒါဒီဘဝေးပြီးကိုအားလုံးဘောတွေ အားလုံးဒီကဟို producer ရဲ့သဘောတူတယ်ကြားလိုက်ပါမယ် ကြားပါလေသူတွေဒီမှာအော်ဘယ်လိုလဲသူတွေ ဟုတ်လား